ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးတဲ့ယူပခန္ဓာတဲ့ယူပဆိုရုပ်ယူပခန္ဓာကြီးရတဲ့ဖောက်ပြန်သဘောတရားရှိတယ်ရုပ်ကြီးရတဲ့အမြဲတမ်းဖောက်ပြန်လို့ယူပခန္ဓာရုပ်ကဖောက်ပြန်တယ်ပေါ့ဝေဒနာခန္ဓာတဲ့ဝေဒနာခန္ဓာဆိုတာခံစားတယ်ပေါ့ကောင်းမကောင်းခံစားတဲ့ခန္ဓာဝိပဿနာလိုင်းသမားဆိုသိပါတယ်တင်ညက်ခန္ဓာမှတ်သားတာပူတယ်ပြင်ပူတယ်အေးတယ်ပြင်အေးတယ်တင်ညက်ခန္ဓာသင်္ကာရခန္ဓာပြုပြင်တဲ့ဘောတရားစုခန္ဓာကိုယ်ရအများအားပြုပြင်ပေးရတယ်ဝိညာဏခန္ဓာတိတဲ့သဘောတရားအပေါင်းစုပူတာကိုလည်းသိတယ်အေးတာကိုလည်းသိတယ်ကြိုက်တာကိုလည်းသိတယ်ဒီယုတ်ကြီးကိုမဟာဘုတ်၄ပါးနဲ့ဖွဲ့စည်းတာတဲ့မဟာဘုတ်၄ပါးဆိုတော့အာဘောဝါယောတေဇောပထဝီဓာတ်ကြီး၄ပါးပေါ့နော်ပထဝီဆိုတာအမှားအပြော့ခန္ဓာကိုယ်တွေမှာမာတဲ့နေရာလည်းရှိပြောနေရာလည်းရှိပထဝီဓာတ်တေဇောတဲ့ခန္ဓာကိုယ်ကပူရလည်းရှိတယ်အေးရလည်းရှိတယ်ဥမာပေါ့စောင်းနေဆိုရင်မနေ့ပိုင်းဆိုအေးစမ်းတယ်နွေရသည်ဆိုနေလဲရောက်ရင်ခန္ဓာကိုယ်ရပူကြတယ်တေဇောပူရလည်းတေဇောအေးရလည်းတေဇောတေဇောဓာတ်ဝါယောခန္ဓာကိုယ်လှုပ်ရှားတယ်ခန္ဓာကိုယ်လှုပ်ရှားဆိုဝါယောလေဓာတ်ကြောင့်ခန္ဓာကိုယ်လှုပ်ရှားလို့ရတယ်လေဓာတ်မရှိခန္ဓာကိုယ်လှုပ်ရှားလို့မရဘူးအာဘောခန္ဓာကိုယ်နေပူတဲ့ကချွေးတွေစီးကြတယ်လို့ယူစီးရလို့ဖွဲ့စည်းတယ်လို့အဲ့ဒါအာဘောရေဓာတ်ချွေးတွေကြတာလို့ဘာလို့ဆိုတာအာဘောဓာတ်ကြီးလို့ချွေးကြတာခန္ဓာ၅ပါးယုံနဲ့နှစ်ပါးဆိုတာဒုက္ခသစ္စာကြီးပါတဲ့မြတ်စွာဘုရားဟောခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုအိုနာသိမလို့ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးဘယ်သူပါပဲဖြစ်ဘယ်ပုံမှာပဲဖြစ်တွေ့ကြုံလာမြအကုန်လုံးဒုက္ခသစ္စာပါလို့ဘုရားဟောခဲ့ပါတယ်တဏှာယဝန်းတစ်ခုလုံးမှာရှိတဲ့တရားဝါးတွေ32ပုံမှာရှိတဲ့တရားဝါးတွေပြမဘုံ20အပယ်4ပုံလူဘုံ1ပုံနက်ပြီး6ထက်အကုန်လုံးဒုက္ခသစ္စာကြီးပါပဲလို့နာယုတ်မှန်သမျှဒုက္ခသစ္စာပါဒီခန္ဓာကြီးဘာကြောင့်ရတယ်လဲဆိုအကြောင်းသမုဒယသစ္စာကြောင့်အကျိုးဒုက္ခသစ္စာရသမုဒယသစ္စာဆိုလိုချင်တာတွေ့တာသမုဒယသစ္စာတဏှာအဝိဇ္ဇာပฏิမှုအဝိဇ္ဇာကြောင့်နဲ့သင်္ခါရအကုသိုလ်ကုသိုလ်ကောင်းကုသိုလ်အကုသိုလ်ဆိုပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိသပိသင်္ခါရဆိုကုသိုလ်ကောင်းကုသိုလ်အကုသိုလ်တွေလောက်တဲ့အကြောင်းအကျိုးကြောင့်အကြောင်းအကျိုးရတယ်ပေါ့ဝိညာဉ်ဆိုအတိတ်ဝိညာဉ်ကြောင့်နာယုတ်ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးရတယ်အဲ့ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးရတဲ့ခါကျတော့တလာယနာဆိုတဲ့အတွင်းအာယနာ6ပါးအပြင်အာယနာ6ပါးဆိုပြီးအာယနာ12ပါးရတယ်ပေါ့အဲ့အာယနာ12ပါးဘာလဲမျက်စိနဲ့အစင်းနဲ့တိုက်တဲ့ခါမှာမြင်စိတ်ပေါ်တယ်အဲ့မြင်စိတ်ကလည်းကုသိုလ်မြင်စိတ်အကုသိုလ်မြင်စိတ်အဲ့မျက်လုံးရဲ့အမြင်ကြောင့်အကုသိုလ်အကုသိုလ်ဖြစ်နိုင်တယ်ဆိုဘုရားဟောတာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်အတိုက်တဲ့မျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ရှားအကြည့်ကိုယ်အကြည့်စိတ်ဒါခန္ဓာ6ပါးတိုက်တဲ့6ပါးအစင်းအတန်အနတ်အရသာတွေးတွေစရာကြံတွေးစရာဒါအတိုက်တဲ့6ပါးအပွင့်တဲ့6ပါးမြင်သိစိတ်ကြားသိစိတ်နားသိစိတ်စားသိစိတ်ယာနာကောင်းစိတ်တွေးတောစိတ်အဲ့ဒါကအတိုက်အပွင့်တဲ့6ပါးဒီမျက်စိအကြည့်အစင်းနဲ့တိုက်ရင်မြင်စိတ်ပေါ်တယ်တဲ့နားအကြည့်ကအတန်နဲ့တိုက်ရင်ကြားစိတ်ပေါ်တယ်တဲ့အားတွေကမြင်စိတ်ကြားစိတ်တွေတက်နေ့စဉ်ဘဝမှာတဲ့မျက်စိအစင်းနဲ့တိုင်ရင်ကုသိုလ်ကောင်းမှုအကုသိုလ်အကုသိုလ်ဖြစ်နိုင်တယ်နားအကြည့်အတန်နဲ့တိုင်ရင်ကုသိုလ်ကောင်းမှုအကုသိုလ်ကောင်းမှုဖြစ်နိုင်တယ်ဆိုသူရေးတာမျက်စိအကြည့်နဲ့အစင်းလေးနဲ့တိုက်တဲ့ခါမှာသလယနာပစ္စယဖတ်တာဆိုတာတူထိမှုမျက်စိလေးရဲ့အစင်းလေးရဲ့တိုက်တဲ့ဖတ်တာလေးရဲ့တူထိမှုတွေတိုက်လိုက်တဲ့ခါမှာမြင်စိတ်လေးပေါ်အဲ့မြင်စိတ်လေးပေါ်မှာသလယနာပစ္စယဖတ်တာပစ္စယဝေဒနာတဲ့ဝေဒနာဆိုခံစားတာကောင်းတာကိုလည်းခံစားရမကောင်းတာကိုလည်းခံစားအာယုံ၅ပါးယူပါယုံတတ္တယုံခန္ဓာယုံဘောဓဘာယုံဓမ္မယုံအာယုံ6ပါးခံစားတာဝေဒနာပစ္စယတဏှာဆိုတာခံစားပြီအဲ့ဒီတဏှာအကြောင်းစိတ်တော့တဏှာလဲဝိတာပြင်ထားတော့တဏှာပစ္စယဥပါဒံဆိုတာဆွဲလန်းရင်တော့ကာမဘဝပြုလုပ်တဲ့ကာမဘဝဆိုလာပြီကာမပစ္စယဇာတိပရိသေနေရရင်ဒုက္ခသစ္စာတဏှာဥပါဒံကသမုဒယသစ္စာဇာတိဇရာမရဏဒုက္ခသစ္စာ
ဇာတိတဲ့ဇာတိဆိုတော့ပရိတန်နေနေရတဲ့ဒုက္ခအမိဝန္ဒနာမှာ6လ10လအစာဟောင်းဖေကူးထိုင်အစာတက်ကိုခေါင်းပေါ်မှာပိုးထားရတာကုံပြောမြင်းလွန်အောင်ပြောမယ်အောက်ကမစင်တော့ကိုဖေကူးထိုင်အပေါ်ကအံဘတ်ကိုခေါင်းကူတာအဲ့ဒါဒုက္ခသစ္စာမလုံးမဆက်ခွေလေးဇာတိစရာဆိုတာအိုတာကိုဖိုးကြီးဖွားကြီးမသွားနိုင်မလာနိုင်မစားနိုင်မတောက်နိုင်စရာအိုတာဗျာတိနာတာအဲ့ရထဲမှာဘုံလဲမထနိုင်ဇာတိဗျာတိဒုက္ခသစ္စာမရဏတရားပြန်တယ်ဒုက္ခဆွေတွေမျိုးတွေခေါ်ရဒုက္ခသစ္စာသိချင်းတရားကိုမလွတ်နိုင်တို့ဖျားတော်မလွတ်နိုင်သူများဘာသာတွေတော့မပြောတို့ဖျားတော်မလွတ်နိုင်ဒုက္ခသစ္စာလူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်ဒုက္ခသစ္စာဒါပဲပြောရင်ဝိပဿနာပဲရှုဘယ်တရားစကားပဲရှုဒီသုံးချက်မပိုင်းဝိပဿနာမှာနိစ္စဒုက္ခအနတ္တဘယ်ဝိပဿနာလဲဒီသုံးချက်နဲ့တရားရှုတာနိစ္စဆိုတာမမြဲတာဘုရားသူသားတော်မေးတယ်တဲ့မျက်စိအကြည့်ကနိစ္စလားအနိစ္စလားတဲ့မြတ်စွာဘုရားမေးတယ်သူသားရဟုတ်လားပြန်ဖြေတယ်တဲ့အနိစ္စပါဗျာတဲ့မမြဲဘူးတဲ့ဒုက္ခဆိုတာဆင်းရဲတာဒုက္ခအနတ္တဆိုတာစိုးမရအနိစ္စဒုက္ခအနတ္တလက္ခဏာဤ၃ပါးနဲ့ဝိပဿနာရှုနေကြပါတော့လောကမှာသစ္စာ၄ပါးရှိတယ်တဲ့ဒုက္ခသစ္စာတဲ့ဆင်းရဲခြင်းအမှန်ဖြစ်ဒုက္ခပြည့်ဒုက္ခပိုင်းခြားတရားမိတရားဒုက္ခသစ္စာဆိုမမြဲတာသမုဒိယသစ္စာဒုက္ခဖြစ်ကြောင်းတဏှာသမုဒိယလောဘတဏှာလောဘကိုပယ်ရမည်တရားနိရောဓသစ္စာဒုက္ခခတ်သိမ်းချုပ်ငြိမ်းရအမှန်မျက်နှိပ်ဗံတို့မျက်မှောက်ပြောမည်တရားမေဃသစ္စာဒုက္ခသစ္စာဤချုပ်ကြောင်းသမုဒိယသစ္စာကိုပယ်ကြောင်းနိရောဓသစ္စာမျက်မှောက်ပြောတရားဖြစ်ပြကဒုက္ခသစ္စာတရားမှာသမုဒိယသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနောင်ခန္ဓာကိုချုပ်ငြိမ်းရုပ်သိမ်းတဲ့တရားကနိရောဓသစ္စာတဲ့သစ္စာ၄ပါးတရားသစ္စာသိရင်ခမနိဗ္ဗာန်နဲ့ရောက်ပြီလို့ဆိုမှတ်လိုက်တော့သစ္စာသိတိုင်းနဲ့နိဗ္ဗာန်မရောက်ကျင့်မှရောက်မိုက်ခင်၈ပါးလမ်းနဲ့ခမတို့တက်ပါမိမိရဲ့တဏ္ဍာမှာလောဘစိတ်ဒေါသစိတ်မောဟစိတ်အာလောဘစိတ်အာဒေါသစိတ်အာမောဟစိတ်ဆိုပြီးဟိတ်6ပါးရှိတယ်လူတိုင်းရဲ့တဏ္ဍာမှာဟိတ်6ပါးအများတန်းရှိလောဘဆိုလိုချင်တဲ့ခမတို့နေတိုင်းပတ်စံမရှာရဘူးပတ်စံဘာလို့ရှာခန္ဓာရှိလို့ရှာခန္ဓာရှိပြီဆိုရင်လောဘရှိဒါအတွက်ရှာမယ်သမီးတွေရှာမယ်တယောက်တည်းနေတော့စားဖို့ရှာမယ်လောဘတခါလေစေမပြေတဲ့ခါမုန်းကျက်တဲ့ခါဒေါသအဲ့ဒါဒေါသစိတ်လောဘမောဟရှိနေကြတယ်တော့ဘာမှမသိတော့အကောင်းကျိုးအကောင်အဆူအကြောင်းကျိုးဘာမှမသိတဲ့မောဟလောဘဒေါသတဲ့ကြောက်စရာကောင်းတာမောဟဗျာကောင်းလည်းမသိဘူးအဆုလည်းမသိဘူးအကြောင်းလည်းမသိဘူးကျိုးလည်းမသိမောဟ